မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမကြံခိုင်ဖို့အတွက်ကျွန်တော်နေထိုင်ကကြိုးဆိုပါတယ်ဒီနေ့နောက်ဆုံး fitness နေ့နဲ့ challenge ဖြစ်စေမဲ့ 21S bicep cruise လေ့ကျင့်ခန်းကိုကစားပါမယ်ခုနခါစီ30စုစုပေါင်း21ချိန်မရမှာပါပထမ9ချိန်ကအောက်ကနေအလယ်အထိဒုတိယ9ချိန်ကအလယ်ကနေအပေါ်အထိနောက်ဆုံး9ချိန်ကတော့ full range အောက်ဆုံးကနေအပေါ်ဆုံးအထိကစားရမှာပါခါကိုမလွှဲပါနဲ့နောက်ဆုံးအပတ်တွေမှာဂျမ်ပူလောင်လာပါလိမ့်မယ်အဲဒီဝေဒနာကိုသတိနဲ့ရှုမှတ်ပါဝါရဒတိလရှောင်ကြဉ်ခြင်းအနေနဲ့ခါလွှဲပြီးခိုးကစားတာမျိုးကိုရှောင်ပါပြစ္ဆုတ်ကမှာအရှိကိုအရှိတိုင်းလက်ခံပြီးအဆုံးထိကြိုးစားပါခန္ဓာကိုယ်ပုံဖော်ခြင်းဆိုတာစိတ်ကိုပုံဖော်ခြင်းပါပဲချိန်မှာကျွန်တော်လည်းအခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့trainer နဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်တစ်နေ့မှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ